ရှင်ဆရာလင်းတန်းညွှန်းနေတပါမော်ဒယ်လီဒင်းရှေ့ခေတ်မိကောင်းဆောင်မှုတင်တန်းတွေတက်နေကြတော့တင်တန်းသူတင်တန်းသားညီကိုမမြောက်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ကတော့ပြီးလိုက်ပါရစေရှင်ကျမတို့တင်တန်းသူတွေဆက်ဆံဝင်ဖြစ်ပါရဲ့ရှင်တောင်ရွှေသေးတွင်ဝန်ထမ်းညီမလေးနဲ့တူကုံစုံဆိုင်လေးတရားနဲ့ရှိပါရဲ့ရှင်ကျမ Facebook နဲ့ TikTok YouTube ကောက်တွင်ကျမစာပြီးရေးသားနေတော့စုစုဖြစ်ပါရဲ့ရှင်တင်တန်းသူတင်တန်းသမီးလည်းအထူးပဲရှိခင်ကျေးဇူးတင်ရှိပါရဲ့ရှင်ကျေးဇူးတင်ရှိပါရဲ့ရှင်မင်္ဂလာပါရှင်ကျမတင်ကန်းစာလေးမျှဝေပြရစေရှင်ကျမတို့ကကိုယုံကြည်မှုရှိအောင်ကျမတို့ကတည်ဆောက်ရမှာဖြစ်ပါရဲ့ရှင်နံပါတ်1ကတော့ကျမတို့ကကိုယ့်ရဲ့စက်တယ်မှုကကျမတို့ဆောင်ရွက်မှုဆောင်ရည်တွေဟာလည်းမြင့်မားလောင်အမတန်မှကျမတို့အရေးကြီးပါရဲ့ရှင်နောက်ကြလာရှောင်းလိုက်ကြလို့ကျမတို့လုပ်ငန်းတွေကိုကျမတို့အတစ်တွေကိုကျမတို့ဘယ်လိုတွေပြန်ဆွဲကြမလဲဟုတ်ကဲ့ပါရှင်ကျမတို့အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်ရှင်နံပါတ်3ကတော့ကျမတို့နောက်လျှောက်လာအတွင်းမှာကျမတို့ကိုယ့်ရဲ့အတင်းဖွဲ့တွေကိုယ့်ရဲ့မမာတွေကိုလည်းအကောင်းဆုံးအသင့်တော်ဆုံးဖြစ်အောင်ဘယ်လိုကျမတို့ကလွှဲအပ်စေခိုင်းမှုတွေကျမတို့ပြုလုပ်သင့်တယ်လဲအကောင်းဆုံးကျမတို့ဖြစ်အောင်ကြိုးစားသွားရမှာဖြစ်ပါရဲ့ရှင်နံပါတ်4ကတော့ကိုယ့်ရဲ့အလုပ်ချိန်ကိုလည်းတိတိကျကျမှန်ကန်လာအောင်အကောင်းဆုံးအချိန်ကိုလည်းစီမံခန့်ခွဲလာနိုင်အောင်ဒီလျှောက်လာအတွင်းမှာကျမတို့အောင်မြင်လာအောင်ကျမတို့စီမံခန့်ခွဲလာနိုင်အောင်ကြိုးစားရမှာဖြစ်ပါရဲ့ရှင်နံပါတ်5အဖြစ်တော့ကျမတို့နောက်ဆုံးဖြစ်တဲ့ကျမတို့အတင်းဖွဲ့ဥဆောင်မှုမှန်ကန်လာအောင်လဲကြိုးစားအထောက်မှုတွေပြုလုပ်ဖို့ဆုံးဖြတ်ချက်တွေမှန်ကန်လာအောင်ကျမတို့ဆုံးဖြတ်ဖို့ကိုယ့်ရဲ့ကျမတို့အဖွဲ့ဝင်ကျမတို့ကအတင်းမှန်ပါတွေကိုလည်းကျမတို့ကိုလိုအပ်လို့ရှိရင်လိုအပ်တယ်လို့ဥဆောင်မှုတွေမှန်ကန်လာအောင်ဆုံးဖြတ်ဖို့လိုအပ်ပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်ဒီမှာစံဆရာကျမတို့ရွတ်ဆိုနေကြကြလေးတစ်ပုဒ်နဲ့ရွတ်ဆိုပြရစီရှင်ကျေးဇူးတင်ပါရဲ့ရှင်တရားငယ်မှန်ရှင်မြတ်တဲ့ထေရန်နဲ့ပြည်ပသံတော်ထာဖုံးတဲ့ပြင်ပြည်လုံးညီညာတော့ဤကဘာမှာပြည်မြမာလို့ဝင်ခဲ့တဲ့နေမင်းကြီးပြည်တော်ဖြင့်မလေးမောင်ရှင်မကြီးနိုင်မှုရွှေစည်းကုံချီတော်ရင်းစီမှခေဟောင်းဆန်ပကံတရှင်းကိုဖြင့်ရင်းဆိုခဲ့ကြောင်းကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်ဟောင်းလေးညီမလေးတို့ရေလူငယ်လေးကစားနေတဲ့နေရာမှာပေါ့နော်တရွက်ကလေးတရွက်ကကြာလာပါတယ်တရွက်မှာကတ်နေတဲ့ဦးတုံးလုံးလေးကိုသူကတွေးလိုက်တာနဲ့လူငယ်ဟာကောက်ယူပြီးတော့သူဟာအတုံးမပြူတဲ့ငါးဆန်ထဲမှာသူကထည့်ထားလိုက်ပါတယ်ကွယ်လက်ပြကလေးကသူကလက်ပြကလေးဖြစ်လာခဲ့တာပေါ့နောက်တစ်နေ့မှာသူ့ကိုရစ်ပတ်ထားတဲ့သူဟာမိတ်ပြိုက်ပြလေးကသူ့ကိုရစ်ပတ်ထားတဲ့သူပိုးမြင်ကလေးတွေကိုသူကလွတ်ထွက်ဖို့ဟာသူကအပြင်းထန်သူကစူးစမ်းပြီးရုန်းကန်နေတာပေါ့ဒီအဖြစ်အပျက်ကိုသူကလူငယ်လေးကနေမြင်တော့ကူညီပေးလိုက်ပါတယ်ကွယ်အဲ့ဒီလိုကူညီပေးလိုက်တော့လက်ပြလေးကအလွယ်တကူနဲ့ထွက်လာခိုင်းကြပေါ့ဒါပေမဲ့လက်ပြရဲ့သူတို့ကလက်ပြလေးရဲ့သဘာဝကသူကပြန်တန်းနိုင်ရန်အတွက်သူတို့ဟာသူတို့ရဲ့ဘဝကိုသူတို့ကအတောင်ပန်တွေကိုသူတို့ကစူးစမ်းပန်းစားနဲ့သူတို့ရုံထွက်မှသာသူတို့လက်ပြဘဝကိုရောက်လာတဲ့အခါမှာပြန်တန်းနိုင်ရန်အတွက်သူတို့အတောင်ပန်တွေအားကောင်းမှသူတို့ဟာပြန်တန်းနိုင်မှာဖြစ်ပါတယ်ကွယ်လက်ပြကလေးဟာရုန်းကန်မှုအပြင်းထန်မလုတ်ဖက်ကသူ့ရဲ့အတောင်ပန်တွေကလည်းသူကပြန်တန်းဖို့သူဟာအားရင်မကောင်းခဲ့လို့ရှိရင်လည်းပြန်တန်းနိုင်မှာမဟုတ်ပါဘူးကွယ်လှပရဲ့လက်ပြကလေးဟာဒီအဟုံးမှာပြန်တန်းနိုင်အောင်သူဟာပထမအဆင့်အပြင်းထန်ရုန်းခံခဲ့ရတယ်ဒုတိယအဆင့်မှာလည်းသူဟာတူတောင်းတဲ့သူအတော်တွင်းမှာသူလေ့ကျင့်ခန်းကြီးလုပ်ခဲ့ရတယ်သို့တော့ကြိုးစားအားထုတ်မှုရုန်းကန်မှုမရှိခဲ့ပါကစစ်မှန်တဲ့အားရင်တွေကိုလည်းရရှိလာမှာမဟုတ်ပါဘူးကွယ်လှုပ်ရှားမှုရုန်းကန်ခြင်းမိမိကိုယ်ကိုယုံကြည်မှုရှိစေရန်အတွက်အားတတ္တိဆိုတဲ့စွမ်းအားရှိမှဒီရပန်းနိုင်ကိုရှောက်လန်းနိုင်မှာဖြစ်ပါတယ်ကွယ်မောင်လေးညီမလေးတို့ရဲ့မောင်လေးကြိုးစားအားထုတ်မှသာဇွဲလုံးလားဝရိယနဲ့ကြိုးစားမှသာဒီနေ့ကိုလိုချင်တဲ့ပန်းနိုင်ကိုရှောက်လန်းနိုင်မှာဖြစ်ပါတယ်ကွယ်ရှိခင်စွာပြည့်မြောက်ပြီးလိုက်ပါစေကျေးဇူးတင်ပါတယ်ရှင်